လူတွေမှာဇယိုက်အမျိုးမျိုးရှိကြပါတယ်လူတွေရဲ့ဇယိုက်ကိုခွဲခြမ်းစိတ်ဖြာရင်ဇယိုက်6မျိုးတွေ့ရလိမ့်မယ်တရားအားထုတ်တဲ့အခါလဲအဲ့ဒီဇယိုက်နဲ့ကိုက်ညီတဲ့ရှုခွက်တွေကိုရှုနိုင်လေသမာဓိလည်းပိုအားကောင်းတယ်ဉာဏ်ပညာလည်းပိုဖြစ်တယ်ပေါ့နော်ဒီဇယိုက်တွေကဘာတွေလဲဆိုတော့ရာဂဇယိုက်ဒေါသဇယိုက်မောဟဇယိုက်မောဟဇယိုက်ကိုဝိတ္တဇယိုက်လို့လည်းခေါ်နိုင်တယ်ပေါ့နော်ဝိတ္တဇယိုက်ရဲ့ပညာရဲ့တတ္ထာရဲ့တဲ့ဒီတော့အဲ့ဒီဇယိုက်6ပါးရှိပါတယ်ရာဂရဲ့ဒေါသရဲ့မောဟရဲ့ဝိတ္တရဲ့ပညာရဲ့တတ္ထာဆိုပြီးတော့ဒီ6မျိုးရှိတယ်ပေါ့လေတော့ရာဂဇယိုက်ထူပြောသောပုဂ္ဂိုလ်တွေဟာတတ်မဲ့တဲ့စိတ်တွေလူကျင်တဲ့စိတ်တွေနှစ်သက်တဲ့စိတ်တွေကများတဲ့အတွက်ကြောင့်ထိုပုဂ္ဂိုလ်များသည်မတည်တဲ့သဘောတွေကိုစင်ကြယ်ရှုမှတ်ရတဲ့အသုဘ10ပါးကိုရှုသင့်တယ်။နောက်ပြီးတော့ဒီသာလုံးမှာအစရှိတဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့32ခုထာသာရဲ့မတည်တဲ့သဘောဆက်စုပ်ွယ်သဘောပေါ့လေ။ကာယခေါ်တာခေါ်တာပေါ့နော်။ဒါတွေကိုလည်းရှုသင့်တယ်။နောက်ဒေါသထွက်လွယ်တဲ့ပုဂ္ဂိုလ်တွေစိတ်ပူလောင်တတ်တဲ့ပုဂ္ဂိုလ်တွေကတော့ဝဏ္ဏကတိုင်းလို့ခေါ်တယ်အညိုတို့အရွှေတို့အနီတို့အဖြူတို့ပေါ့လေဒီကတိုင်း၄ပါးနဲ့အပမညာတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပိ္ပခာပေါ့နော်ဒီရှင်မျိုးကိုရှုလို့ရှိရင်သူတို့အတွက်ပိုးစင်ပြေတယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေပေါ့နော်နောက်မောဟဇယိုက်ရှိတဲ့ပုဂ္ဂိုလ်တွေဝိတ္တဇယိုက်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အာနာပါနကမ္မထာပို့ပြီးသင့်တော်ပါတယ်နောက်ပညာဇယိုက်တဲ့သူကြတော့အရာတရားလည်းအားကောင်းတယ်စိတ်ထဲမှာလည်းပဲစဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့အစွမ်းတွေကလည်းများတယ်ပေါ့နော်သူပုဂ္ဂိုလ်များဟာပညာနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းမန်တက်တဲ့သဘောရှိတယ်သူတို့နဲ့ကြိုက်တာကတော့အဲ့ဒီဗရဏနုသတိတို့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးတွေကိုအောက်မေ့တဲ့ဥပဇမနုသတိတို့အာဟာရိပတိကူလာသေမြာတို့စတုဓာတို့ဝဝထံတို့ပေါ့လေတကြီးလေးပါရှုွက်တယ်ပေါ့နော်အာဟာရပေါ်မှာမနှစ်သက်ဘူးနှစ်သက်เสียမဟုတ်ဘူးဆက်စုပ်ပဲရပဲလို့ရှုမှတ်တဲ့ရှုွက်တွေနဲ့ပုံသင့်တော်တော့တတ္ထာဇယိုက်တဲ့ယုံကြည်မှုအားကောင်းတယ်သူပုဂ္ဂိုလ်များကြတော့ဗုဒ္ဓနုသတိတို့ဓမ္မနုသတိတို့သံဃာနုသတိတို့သီလနုသတိစာဂာနုသတိဒေဝတာနုသတိဒီလိုအနုသတိ6မျိုးနဲ့ကိုကြိုက်တယ်ပေါ့နော်ဒီတော့နောက်သဗ္ဗဇယိုက်ဆိုတာရှိတယ်လူဆိုတာကလည်းဇယိုက်အမျိုးမျိုးပေါင်းဆက်ထားတဲ့သတ္တဝါတွေကိုအဲ့ဒါခါကျတော့ပထဝီအာဘောတိသောဝါယောအာကာသဆိုတဲ့ကတိုင်းတွေပေါ့လေအာလောကကတိုင်းတို့နော်အာရုပ၄ပါးတို့ဒီတော့အာကာသနေစာယတနာအစရှိတာတွေပေါ့လေဒါတွေကိုရှုသင့်တယ်ပေါ့နော်ဒါကြောင့်လူတွေဟာကိုယ်စရိုက်ကိုဟာကိုတော့ပွင့်ပွင့်လင်းလင်းနဲ့သိသိချာချာကဲခတ်တဲ့ဖို့တော့လိုတာပေါ့ကိုယ်စရိုက်ကိုမသိဘဲနဲ့တော့ရှုမှတ်ရတာကလည်းပဲစနစ်ကြမှာမဟုတ်ပါဘူးဒါကြောင့်အနည်းဆုံးတော့ကိုငါဘာစရိုက်ရှိသလဲငါမှာရာဂဇယိုက်ရှိသလားဒေါသဇယိုက်ရှိသလားမောဟဇယိုက်ရှိသလားဝိတ္တဇယိုက်ရှိသလားပညာဇယိုက်ရှိသလားသတ္တဇယိုက်ရှိသလားလို့ကိုယ်ဇယိုက်ကိုတော့နည်းနည်းအကဲခတ်ဘယ်ဇယိုက်ကပိုးသလဲပေါ့နော်ဇယိုက်ကတော့အားလုံးရှိမှာပါပဲဟလာဒေါသလည်းဖြစ်တတ်တာပဲလောဘလည်းဖြစ်တတ်တာပဲစဉ်းစားဆင်ခြင်မှုတွေလည်းလုပ်တာပါပဲယုံကြည်မှုပြင်းထန်တာလည်းရှိတာပဲဒီတော့အဲ့ဒီထဲမှာမှကိုယ်ဇယိုက်နဲ့ကိုယ်ကြိုက်တဲ့ကမ္မထန်တွေကိုအားထုတ်ရင်ခုနကပြောခဲ့တာကမ္မထန်နည်း40ပေါ့နော်သမထကမ္မထန်တွေဖြစ်ပါတယ်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်လို့ဒါလေးကိုလမ်းညွှန်ခြင်းပါတယ်